content တစ်ပုတ်ရဖို့တော့အချိန်ကြီးငွေတွေလူဝင်အားတွေ effort တွေအများကြီးစိုက်ထုတ်ပြီးတော့ content တွေဖန်တီးတယ်ဒါပေမဲ့တကယ် social media platform ပေါ်တင်လိုက်တော့မှကိုထင်ထားသလောက် view တွေ reach တွေမရတာမျိုးရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ content quality မကောင်းလို့မဟုတ်ဘဲနဲ့ algorithm အလုပ်လုပ်တဲ့ပုံကြောင့်ဖြစ်နေတယ်အဲ့တော့ကိုဖန်တီးထားတဲ့ post ကို Facebook မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်တင်လိုက်ပြီဆိုလို့ရှိရင် follower ရှိသမျှကိုအဲ့ post က like ပြပေးနေမှာမဟုတ်သူအလုပ်လုပ်တဲ့ပုံက follower စုစုပေါင်းရဲ့1 to 5% လောက်ကိုပဲပြတယ်ဆိုလိုချင်တာက follower 100ရှိရဆိုလို့ရှိရင်တယောက်ကနေ900ဝန်းကျင်လောက်ပဲပြမှာ follower 1000ရှိရဆိုလို့ရှိရင်လူယောက်100နဲ့900ဝန်းကျင်ပဲပြပေးနိုင်တယ်ပြောတာအဲ့လိုပြတဲ့အချိန်မှာဒီ post က orient တုတ်ပြန်မှုရှိရ engagement rate လည်းကောင်းတယ်ဆိုလို့ရှိရင် algorithm ကဒီ post ရဲ့ reach ကိုဆက်ပြီးတော့ပြမလားရက်မလားဆိုတာကိုစောင့်ဖြတ်ပါတယ်နောက်တစ်ခုရှိတာကတင်လိုက်တဲ့ post က valuable content ဖြစ်နေသည့်တိုင်အောင် reach ကရောက်ချင်မှရောက်မှာတချို့ကထင်တယ်ဗျာဒီ video က knowledge sharing video လူတွေကြိုက်မှာပါပဲလို့ထင်ကြတယ်တကယ်တမ်းကအဲ့ဒီ video ကိုမြင်လိုက်တာနဲ့ရက်ကြည့်စီပြီးတော့စက်ကြည့်ကြအောင်ထိနိုင်မယ် hook click လို့ခေါ်တဲ့ video ရဲ့ပထမဆုံး3စက္ကန့်ကလည်းတော်တော်လေးအရေးကြီးပါတယ်အဲ့ဒါကြောင့်ဗီဒီယိုတွေဖန်တီးတဲ့အခါကျလို့ရှိရင်ကိုကြိုက်တာကိုဖန်တီးနေတာထက် Orient ကဘယ်လို content မျိုးရက်ပြီးတော့ကြည့်ပါလဲဘယ်လို content မျိုးစိတ်ဝင်စားနိုင်မလဲဆိုတော့ teacher လေးစဉ်းစားပြီးတော့ဖန်တီးပါဗီဒီယိုတစ်ပုဒ်မှာ watch time နဲ့ engagement ကောင်းပြီဆိုလို့ရှိရင် AI algorithm က reach ကိုပို့ပြီးတော့လူများစီရောက်အောင်ပြပေးပါတယ်နောက်တစ်ခုရှိတာက reach နေတာ view နေတာတွေကလည်းလုံးဝမကောင်းတဲ့အချက်တော့မဟုတ်ပါဘူးကိုယ့်ရဲ့ content နဲ့ relevant ဖြစ်မဲ့ Orient တန်လေးဒီစီကိုတွားပြီးတော့ပြပေးနေတယ်ဖြစ်နိုင်ပါတယ် view အရင်များတာထက်ပြကိုနဲ့ relevant ဖြစ်မဲ့လူတွေစီကိုတက်ပြပေးတာပို့ပြီးတော့ကောင်းနိုင်ပါသေးတယ်အဲ့မှာတခုပြောချင်ရှိတာက content quality ကိုလည်း teacher လေးဖန်တီးထားတယ်ဒါပေမဲ့ကိုထင်ထားသလောက် reach ကမရောက်ဘူးဒါပေမဲ့မဖြစ်မနေ reach ရောက်ချင်တယ်လူများများပိုသိစေချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာ boost ချင်စားပြီးလက်အပ်လို့ရပါတယ် okay ဒီ video လေးကဒီလောက်ပါပဲနောက် video မှာရတွေ့ပါမယ် bye bye